အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီ6လပိုင်းတရက်နေ့ပေါ့တနင်္ဂနွေနေ့မှာတပည့်တွေတချို့နဲ့နောက်ပြီးတော့တခြားဒီမြန်မာရိုးရာစိတ်ဝင်စားတဲ့ဒီတပည့်တွေပေါ့နော်တရေစာနောက်မိတ်ဆွေတွေပါမယ်အပြင်လူတွေပါမယ်တရက်နေ့မှာမနက်တနင်္ဂနွေနေ့မနက်7:00 နာရီမှာစီဝေးလုပ်ပါမယ်တွေ့ဆုံခြင်းပြုလုပ်ပါမယ်တနင်္ဂနွေနေ့ပြုလုပ်ပြီးတော့ကျွန်တော်ပါဒီကိုစီဝေးမှာလဲဆိုတော့ကျွန်တော်တို့လော်ဂီနဲ့တက်ဆိုင်နဲ့ကိုင်းကန်နာတွေသက်ဆိုင်တဲ့ပညာရပ်တွေကျွန်တော်နဲ့ဆိုရင်ဒီစေမင်းစုထိုးခြင်းအတတ်ပညာဗေဒအတတ်ပညာနက္ခတ်တတ်ပညာပေါ့နော်မဖြစ်မနေဒါကစေမင်းစုထိုးခြင်းမှာသိရမယ့်အခြေခံပိုင်းလေးတွေကိုကျွန်တော်သင်ပြပေးသွားမှာဖြစ်ပါတယ်ဒီ6လပိုင်းတရက်နေ့ကျွန်တော်စပြီးတော့သင်ပြပေးမယ်ပညာစဉ်သမစဉ်မော်စဉ်နေပါလာမယ်နောက်တစ်ခုကစုပ်တော်ကိုကိုင်တဲ့အခါမှာဘယ်လိုကိုင်ရမလဲစုပ်တော်တွေဘယ်လိုသုံးပြရမလဲAI ခလက်ဂါရမဏလက်ဖွဲ့စသဖြင့်ဒါတွေကိုဘယ်လိုလုပ်ဆောင်မလဲအင်တာချက်ကိုတွေးပြီးဆိုတော့ဒါကပါအင်းလဲဒီဂါရမဏကဘယ်ကပါအတွက်သုံးပြမှာလဲပါဂါရမဏလဲဒါတွေကိုခွဲခြားသိမြင်အောင်ပိုင်းခြားနိုင်အောင်သင်ပြပေးတော့မှာဖြစ်ပါတယ်6လပိုင်းတရက်နေ့ကစပါမယ်စတဲ့အခါမှာကျွန်တော်တို့ပညာကိုလည်းတန်ဖိုးထားအောင်ပညာကိုလည်းလေးစားအောင်ငွေကြီးအများကြီးတော့မဟုတ်ဘူးတစ်လကိုလာစဉ်ကြီးအနေနဲ့ကျွန်တော်နည်းနည်းချင်းသတ်မှတ်သွားမယ်သတ်မှတ်ပြီးတော့သင်ကြားပေးသွားမယ်အချိန်ကိုတော့လာမယ်တရက်နေ့တနင်္ဂနွေနေ့မှာအချိန်ကိုတိုင်ပင်ပြီးတော့တပည့်တွေအားတဲ့ချိန်နဲ့ကိုလည်းအားမဲ့ချိန်နဲ့ပေါ့နော်အဲဒီဆိုအချိန်တွေကိုညှိပြီးတော့မှကျွန်တော်ဒါချိန်တွေကိုဆုံးဖြတ်သွားမယ်ပေါ့နော်ငွေကြေးကိုလည်းအဲ့ဒီချိန်ကမှကျွန်တော်ဆုံးဖြတ်သွားမယ်အဲ့တော့ဒီလော်ဂီလန်ကိုရှောက်မဲ့လူပုဂ္ဂိုလ်တွေကိုအမြန်သင်ပေးသွားမယ်တာမန်စိတ်ဝင်စားတဲ့လူတွေကိုတော့ပုံမှန်အဆင်ပြေသလိုပြင်ပေးသလိုပေါ့နော်တဖြည်းဖြည်းချင်းသင်ပေးသွားမယ်အဲ့တော့လော်ဂီလန်ရှောက်မဲ့လူတွေဘာကြောင့်အမြန်သင်ပေးမှာလဲဒီနေ့ဒီကာလမှာနှစ်ပေါင်းများစွာပညာစီးပူးရမယ်ဆိုရင်မလွယ်ကူလောက်အဲ့တော့လအနေငယ်တွင်နှစ်အနေငယ်တွင်မှာဒီပညာတွေကိုတည်တည်ချာချာကာကနနတမြောင်အောင်ပေါ့သင်ပေးသွားမယ်တပည့်အနေနဲ့ရှောက်လန်းပြီးတော့မှဂိုင်းကဏ္ဍဖွဲ့စည်းတွေနဲ့စီလုံးရှောက်လန်းမဲ့တပည့်တွေကိုကြတော့လိုအပ်တဲ့ကာသိတိပိယသိတိအထက်ဆေးတော်တွေဂိုင်းကဏ္ဍရဲ့ကျင့်စဉ်ဆေးတော်တွေလဝဲမှာဆိုလဲလဝဲရဲ့မှော်စဉ်ဆေးတော်တွေကိုထိုက်တဲ့တယ်လို့ပေးဆောင်ရမယ်ကျင့်စဉ်တွေကိုလည်းပေးသွားမယ်ပေါ့နော်အဲ့ဒါစိတ်ပါဝင်စားတဲ့လူရှိရင်လာရောက်နိုင်ပါတယ်တကယ်လော်ဂီလန်ကိုရှောက်မယ်တကယ်စိတ်ပါဝင်စားတယ်ဆိုပြီးပေါ့နော်ကုန်ကြစည်တွေကတော့မျိုးမျိုးရှိမယ်ဘာတွေရှိမှာလဲအနည်းဆုံးတော့ဆေးမင်းစုပ်တို့ဆေးဟာလုံးမယ်ဆိုရင်စုပ်တော်ဝယ်ရမယ်အဲ့တော့ဒီခေတ်မှာထိုင်းရလာတဲ့စုပ်တော်ဆို4 သိန်းဝယ်5 သိန်းပေါ့နော်အဲ့ဒီနဲ့ပါနေဆို4 သိန်းဝယ်5 သိန်းဖြစ်နေပြီရိုးရိုးဒီမန်လေးပါနဲ့ထုတ်တဲ့ကြေးစုပ်တွေဆို4,000 5,000 8,000 1 သိန်းစသဖြင့်ဒါမျိုးတွေရှိရပေါ့နော်အဲ့တော့ဆေးရောကလည်းထိုက်တဲ့လောက်ရှိမယ်ဒါတွေကုန်ကြစည်တွေရှိမယ်ပညာသင်တဲ့အခါမှာစာအုပ်တွေစာဝတ်တော်တွေရှိမယ်ပေါ့နော်အဲ့တော့တကယ်စိတ်ဝင်စားတယ်တကယ်တန်ဖိုးထားတယ်တကယ်လေ့လာခြင်းနဲ့ဆိုရင်လာရောက်နိုင်ပါတယ်ငွေကြေးရှိတဲ့လူရောငွေကြေးမရှိတဲ့လူဆိုရင်လည်းမရှိသလိုငွေကြေးရှိတဲ့လူဆိုရင်လည်းရှိသလိုအဲ့ပုံမှာမူတည်ပြီးတော့မှပါကိုဘက်ကပါလုပ်ပေးနိုင်မလဲပေါ့နော်ကျွန်တော်ဘက်ကပေါ့နော်ကျွန်တော်အဲ့ငွေကြေးမရှိတဲ့လူဆိုရင်ကျွန်တော်ဘက်ကပါကူညီပေးနိုင်မလဲသူတို့ကိုဘယ်လိုသင်ပေးနိုင်မလဲတပည့်တွေအားလုံးဒီတင်ယူမိတပည့်လော်ဂီလန်ရှောက်လန်းမိတပည့်စိတ်မင်းစုပ်ထိုးလုံးဆောင်မိတပည့်ကျင့်စဉ်မိတပည့်အားလုံးကသစ္စာဆိုရမှာပါအကုန်လုံးကအဲ့တော့အခြေခံဖြင့်အရက်သေးစာမေသားကြိုးစားလင်ရှိမရလို့ဂတိသစ္စာပြုတယ်သစ္စာဆိုရတယ်သစ္စာပြုတယ်ပေါ့နော်အဲ့တော့ဆရာဖြစ်ပြုလုပ်မဲ့
ပုဂ္ဂိုလ်တွေကကြတော့တွင်းအောင်သားတွေရှောင်းအောင်မယ်မွေးသားကင်းသားခွေးသားကြောင်သားနေရသောသားတွေရှောင်းအောင်မယ်တွင်းအောင်သားရှောင်းအောင်မယ်ပေါ့နော်ဇဗလင်တို့ရှောင်းအောင်မယ်ဝန်တွင်သားတွေကိုတနိုင်တော့ရှောင်းအောင်မယ်ရှောင်းပြီးတဲ့အခါမှာကျင့်စရဏအနေနဲ့အကျင့်ပါနော်ကမ္ဘာ40မှာဘာဝနာကမ္ဘာကတော့ပုံမှန်ဘာဝနာကမ္ဘာရှိနေရမယ်နောက်ပြီးတော့ကျွန်တော်တမထအနေနဲ့စိတ်တည်ငြိမ်မှုရအောင်လို့တရားထိုင်တာရှိမယ်အာနာပါနဝင်လေထွက်လေအာနာပါနရှိမယ်ပေါ့နော်ဒါတွေတရားထိုင်ရတာရှိမယ်ဒါတွေကဆရာတွေကစိတ်တည်ငြိမ်အောင်လုံးမသားလည်းရင်တပည့်တွေကိုသင်ကြားပြီးတော့မှတိတ်တိအနှင်းပေးနိုင်မှာဖြစ်တယ်ဆရာရစုလို့ပြောလိုက်ပြီးဆိုဆရာဆိုတဲ့နောက်မှာတမကောင်းပညာရည်တွေလိုရမယ်တမနဲ့တဲ့ပညာတွေမှာစိတ်ထားပေါ့နော်တဲ့ပညာတွေကဒါသင်ယူရမယ်စိတ်ထားဘယ်လိုထားမလဲသူတော်ကောင်းတရားခုနှစ်ပါးအနေနဲ့ထားမယ်တရားသီလသူတော်စာကပညာရည်တွေကိုတော့ပါပေါ့ဒီတရားလည်းရှိရမယ်စသဖြင့်ဒီသူတော်ကောင်းတရားခုနှစ်ပါးလုံးကိုကျင့်ကြံအားထုတ်နိုင်သူဖြစ်ကြမယ်လောကီလက်မှာပါရီလိုကလည်းဥပ္ပစေဆရာကျွန်တော်ယဟန်နေမှာဥပ္ပစေဆရာရှိသလိုလောကီမှာလည်းဥပ္ပစေဆရာရှိမယ်ဥပ္ပစေဆရာကိုမစော်ကားသောပုဂ္ဂိုလ်လည်းဖြစ်ကြမယ်။ဘာကြောင့်လဲဒီခေတ်ဒီကာလမှာနေရာပေါင်းစုံဌာနပေါင်းစုံတွေမှာမိမိရဲ့ဆရာကိုပြစ်ပယ်တာတွေဖြစ်ပေါ်လာတယ်။ဒါအကောင်းတဲ့လက္ခဏာမဟုတ်ဘူးပေါ့နော်။အဲ့တော့ပိဿနာတိယကံထိုက်သောပုဂ္ဂိုလ်တွေဟာဥပ္ပစေရိယကံကြောင့်တည်တတ်တယ်။ဒီဆိုနဲ့တည်တတ်တယ်ပေါ့။အဲ့တော့ပိဿနာတိယကံထိုက်ထားတဲ့ပုဂ္ဂိုလ်တွေကဆရာဖြစ်ပြီးတော့မှတပည့်တွေကိုပြန်ပြီးတော့ဆုံးမမယ်ဆိုရင်ဆရာကိုယ်တိုင်ပိဿနာတိယကံထိုက်ထားတဲ့အတွက်တပည့်တွေကိုဆုံးမမယ်ဆိုရင်ဘလို့မှကိုအဆင်မပြေနိုင်ဘူးเนาะဆရာကိုတည်တတ်မှုဒါတွေကိုလည်းသင်ကြားပေးပါမယ်ဆရာကျင့်ဖို့တပည့်ကျင့်ဖို့တွေလည်းသင်ကြားပြသပေးပါမယ်ဆရာတယောက်မှဘလို့စိတ်ထားမယ်တပည့်တယောက်မှဘလို့စိတ်ထားမလဲဆရာတွေကဘလို့ကျင့်ကြံရမလဲတပည့်တွေပေါ်မှာဘလို့ပေးကမ်းဆုံးဖြတ်ခြင်းဟုတ်လားသင်ကြားပို့ချမှုတွေကိုမချွမချန်သင်ကြားပေးရမယ်လုံးဆောင်တဲ့မိသည့်လုံးဆောင်ချက်မဆိုဆရာတွေကတပည့်တွေပေါ်မှာဒီခုနှစ်သားတွေပေါ်မှာပြေဝသောမေတ္တာတရားစိတ်ထားနဲ့လုံးဆောင်ပေးရမယ်မှန်ကန်သောပညာရှင်နဲ့လည်းလုံးဆောင်ပေးရမယ်ဒါတွေကကျွန်တော်သင်ကြားပေးပါမယ်အဲ့တော့တပည့်တွေအနေနဲ့ရောဘာတွေလိုအပ်မှာလဲတပည့်တွေအနေနဲ့ဆိုလဲဆရာပေါ်မှာသိတတ်မှုဆရာပေါ်မှာတပည့်ရဲ့ကျင့်ဝတ်အနေနဲ့ဘယ်လောက်ထိတည်တဲ့ခါမလဲဒီခေတ်ဒီကာလမှာဟုတ်လားဆရာအိမ်မှာမြဲနေပြီးတော့ဆရာရဲ့ခြေစုပ်လက်နဲ့ပြုစေဘေးမျိုးကိုအကုန်လုံးစားသိမဲ့လုံနေတာမျိုးတွေမဟုတ်ဘူးဒါပေမဲ့တပည့်တယောက်ရဲ့တည်တဲ့မှုတွေကတိုက်တင်တော့ရှိနေရမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကသိပ္ပံပညာမဟုတ်ဘူးဝိဇ္ဇာပညာဖြစ်တယ်ဝိဇ္ဇာပညာမှာကာရောဇာနိဝါရောဇာလွန်စွာရေးကြည့်တယ်သူတော်ကောင်းတရားသူတော်ကောင်းစိတ်ထားနိုင်မှုလွန်စွာရေးကြည့်တယ်အဲ့တော့ဒီတရားလေးနဲ့ကျွန်တော်သင်ကြားပို့ချပေးပါမယ်တကယ်လို့စိတ်ဝင်စားတဲ့လူပုဂ္ဂိုလ်ဖြစ်တယ်လူရှိတယ်ပေါ့နော်စိတ်ဝင်စားမယ်ဒါမှမဟုတ်ကိုယ်တပည့်ထဲမှာလည်းတကယ်ကိုဒီလမ်းကိုရှောက်လန်းခြင်းတဲ့လူတပည့်ရှိတယ်ဆိုရင်လည်းလာမယ့်တရက်နေ့တနင်္ဂနွေနေ့မနက်၈ နာရီမှာအားလုံးဆုံးပါမယ်အားလုံးဒီကနေပြီးတော့မှပဲဖိတ်ပါတယ်ပေါ့နော်အဲ့တော့လောကီပညာမှန်မှန်ကန်ကန်တိုးတက်ဖို့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်အဲ့တော့တပည့်များတကယ်တမ်းစိတ်ဝင်စားတယ်ကျွန်တော်မြန်မာရိုးရာအတတ်ပညာရိုးရာလောကီပညာဒီတိတ်တိပိုင်းပညာတွေမှာစိတ်ဝင်စားတယ်ဆိုရင်လာရောက်ဖို့ဖိတ်ခေါ်ပါတယ်တကယ်တမ်းပညာသင်လို့သူများလဲငွေရှိသည်မရှိသည်ဖြစ်စေလာရောက်တွေ့ဆုံပြီးတော့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ချော်လန်းနိုင်ပါတယ်အဲ့တော့သူတော်တရားခုနကကျင့်ကြံနိုင်သောဆရာကောင်းတမန်ကောင်းများဖြစ်ကြပါစေတပည့်ကောင်းများလည်းဖြစ်ကြပါစေအားလုံးလိုအပ်သည့်ပြည့်မြောက်ကြပါစေ